အိမ်တွင်းတောင်တက်ပြိုင်ပွဲကိုဝင်ပြိုင်ပါမင်းလုပ်မယ်ဆိုရင်9ရက်တောင်တက်ဖက်နှက်တွေကိုပေးမယ်ဒါပေမဲ့လာမယ့်တနင်္လာနေ့ပြိုင်ပွဲလုပ်တဲ့အချိန်ထိဒါအာတူတောင်ဘက်ကိုလုံးဝမသွားရဘူးလို့ကြေတောင်းလိုက်ပါတယ်မိုရီကအန်အော်ထိတ်လက်လျက်မျက်လုံးအပြည့်သားဖြင့်ကြည့်နေတော့ပါတယ်နောက်ရက်ကျောင်းစာသင်ခန်းထဲတွင်ကျောင်းသားများစာမှုပွဲဖြည့်ဆို့နေကြတာကိုပြထားပါတယ်မိုရီတယောက်ကကုန်းယုံပြီးဖြည့်ဆို့နေတာကိုတွေ့တော့မီယာမူတူကဟာဒီကောင်ကတကယ်တော့ကျောင်းစာတော်တဲ့ကောင်ပဲကိုဟုတ်လားလို့မေးလိုက်ပါတယ်စာမှုပွဲဖြည့်ချိန်ပြီးသွားတော့နောက်မှာတော့ဆရာကကျောင်းမော်နေတာကိုဖြည့်ဆို့စာရွက်တွေလိုက်သိမ်းပြီးနိုင်တခန်းထဲကိုပို့ပြောလိုက်ပါတယ်ရုတ်တရက်ယုံမီတယောက်ရောက်လာပြီးမိုရီရဲ့အဖြေစာရွက်မှာနာမည်ကြံခဲ့လို့ထည့်ဖို့ပြောလိုက်ပါတယ်တစ်ဆက်တည်းမီယာမူတူမိုရီထိုင်ကုန်ရဲ့နောက်ဘက်ကနေခြေထောက်နဲ့ကန်လိုက်ပြီးဟာဘလောက်တောင်နှိကွေးတဲ့လူလဲရန်ဆက်လိုက်ပါတယ်ယူမီကတော့အာနာဘာနာနဲ့မီယာမူတူကိုတတိပေးလိုက်ပါတယ်ဟဲ့မီယာမူတူဆက်ပြီးတော့မီယာမူတိုကယူမီသိရလားဒီကောင်ကသူ့ရဲ့ပထမဆုံးတကယ်တမ်းတောင်တက်ပြိုင်ပွဲကိုဝင်တော့မယ်လေဟုတ်တယ်ယူမီဒီကောင်အဆိုးရွားဆုံးပြုတ်ကျတာကိုတွားကြည့်ရအောင်လေထဲမှာတွဲလောင်းကျနေတဲ့သူ့ပုံကိုတပ်ပုံရိုက်ပြီးလူတိုင်းကိုလိုက်ပြလို့ရတာပေါ့ဆိုပြီးမီယာမူတိုကပြောလို့ပေမဲ့ယူမီကတော့ဖုတ်လေလည်းမသိရှိတယ်လို့တောင်မထင်ပါဘူးဒါပေမဲ့ဟိုတနေ့ကမင်းเจ้าကိုတက်ခဲ့တာအရန်ပိုက်တာပဲလို့ချီးကျူးလိုက်ပါတယ်နင်းဒီပြိုင်ပွဲကိုလည်းအကောင်ဆုံးကြော်ဖြတ်နိုင်မှာပါလို့အားပေးစကားပြောလိုက်ပါတယ်ပြီးတော့ယူမီအခြားเจ้าသူများကိုလှမ်းပြောသည်ဟေးမိုရီကွန်ကတောင်တက်ပြိုင်ပွဲမှာဝင်ပြိုင်ပါတဲ့လူတိုင်းသွားပြီးအားပေးကြရအောင်လေးဆိုပြီးခေါ်လိုက်ပါသေးတယ်သူတငယ်ချင်းတွေကလည်းတကယ်လားတော်တော်မိုက်မဲ့ပုံမဲ့သွားမယ်ဆိုပြီးဖြစ်ကုန်ပါတယ်မီယာမူတိုတယောက်ကတော့ဘာဆိုပြီးမျက်နှာတွေပြက်ပြီးတင်းသွားပါတယ်ယူမီကဟေးပြိုင်ပွဲကဘယ်တော့လဲလို့မိုရီကိုမေးလိုက်ပါတယ်မိုရီကဒီတနင်္လာနေ့မီယာမူတိုကဒေါသထွက်လာပြီးမျက်နှာပြက်သွားတယ်ဆက်ပြီးတော့မီယာမူတိုကမိုရီရဲ့အင်ဂျီကိုဆွဲပြီးနေရန်နဲ့ကတ်ထားလိုက်ပါတယ်ယူမီဟေးမီယာမူတိုဘာလုပ်နေတာလဲတာလို့ဘေးကမေးရှာပါတယ်မီယာမူတိုကဟိုတနေ့ကတက်နိုင်တာလေးကိုမင်းတောင်တက်သမားတယောက်လိုလုပ်ပြမနေနဲ့လို့ပြောလိုက်ပါတယ်မင်းလိုကောင်က1မီလီမီတာတောင်မတက်ရပဲပြုတ်ကျသွားမှာကွာဆိုပြီးပြောချလိုက်ပြီးနေရန်ဘက်ကိုတွန်းထုတ်လိုက်ပါတယ်မီယာမူတိုကကန်ကောင်းတာကိုပဲအာကူမနေနဲ့လူပြောခဲ့လိုက်ပါတယ်စာတင်ခန်းထဲမှာဒေါသတကြီးထွက်သွားတဲ့ယူမီကအဆင်ပြေရဲ့လားမိုရီကွန်လို့မေးလိုက်ပါတယ်မိုရီကစကားတခုမှမပြောဘဲအခန်းထဲမှာဆက်လက်ထွက်ခွာသွားပါတယ်ယူမီကမိုရီကွန်ဆိုပြီးခေါ်နေပါသေးတယ်ယူမီကမိုရီရဲ့အေဖြာစာရွက်ကိုကြည့်ပြီးရင်ဒါပါလေလို့ရေးရွက်လိုက်ပါတယ်မန်ညာကကျောင်းအဆောက်အုံပြင်ပမြင်ကွင်းကိုပြထားပါတယ်မိုရီကငါကပြိုင်ပွဲတစ်ခုကိုတိတ်ပြီးဂီယူမဆိုင်ပါဘူးငါကဆိုပြီးတွေးနေပါတယ်မိုရီကကျောင်းခေါင်မိုးထက်ကနေတောင်ကိုလှမ်းကြည့်ပြီးစိတ်ထဲကနေပဲတောင်ပေါ်ထိရောက်နိုင်ဖို့စဉ်းစားနေပါတယ်တစ်ဖက်မိုရီရဲ့အတွေးကိုပြထားပါတယ်ဟိုဘက်ကိုသွားချင်တယ်ကျောင်းစင်ကြံထက်တွင်ဆရာအိုနီရှီရှောက်လာစဉ်ခေါင်မိုးပေါ်ရှိမိုရီကိုလှမ်းမြင်လိုက်ရပါတယ်ဆရာအိုနီရှီကဟိုကောင်ပါလုပ်နေတာလဲထင်ပြီးကြည့်နေပါတယ်ဒီလိုနဲ့အခြားဆရာတဦးကစာရွက်တရွက်ကိုကင်ကဆရာအိုနီရှီထံသို့ရောက်လာတယ်အခြားဆရာကအိုနီရှီစန်းခဏလောက်ဒါကိုကြည့်ပေးပါဦးလားလို့ပြောလိုက်ပါတယ်ဟောဒီကျောင်းသားမိုရီဆိုတဲ့ကောင်ကတကယ်ကိုထူးဆန်းနေတယ်သူ့ရဲ့စာမေးပွဲဖြစ်ဆိုတဲ့စာရွက်ရဲ့ကြောဘက်ကိုကြည့်လိုက်စမ်းပါအောင်လို့ပြလိုက်ပါတယ်ဆရာအိုနီရှီကထိတ်လန့်စွာနဲ့နားလည်သွားတယ်လို့ဒါကအခြားဆရာကပြောပါတယ်အဲ့ဒီကောင်ဘာတွေလုပ်နေတာလဲယုံကြည်လိုက်စမ်းပါဒီကျောင်းသားကတော့တကယ်စောက်ယူပဲလို့ပြောလိုက်ပါတယ်ဆရာအိုနီရှီကမဟုတ်ဘူးသူတက်နေတာအခုချိန်မှာသူ့စိတ်ထဲမှာတော့သူဟာတာကာတူတောင်ကိုတက်နေတာပဲဖြစ်လိမ့်မယ်သူ့စိတ်ထဲမှာရုပ်ပုံတွေကိုအသုံးပြုပြီးအဲ့ဒီကြောက်တုံးကိုတက်နေတာတကယ်တမ်းတက်တယ်လို့တရုပ်ပေါ်ပြီးတက်နေတာပဲဘာပဲပြောစာသင်ခန်းထဲမှာတော့ဒီလိုမျိုးရေးတယ်ဆိုတာကသူ့စိတ်ထဲမှာတီးကြတဲ့လမ်းကြောင်းတစ်ခုကိုအခိုင်အမာမှတ်သားနေပြီဆိုတာပဲလားထပ်ပြီးတော့ဒီလိုလမ်းကြောင်းတွေကိုတစ်ခေါက်တည်းမြင်ုံနဲ့မှတ်မိနေနိုင်တာလားတကယ်ကိုအံ့ဩစရာပဲဆရာရဲ့စိတ်ထဲမှာဖြစ်နိုင်မလားသူကတော့ဆက်ပြီးတော့မန်ဂါကကျောင်းဤအားကစားခန်းမှာအပြင်ဘက်နဲ့အတွင်းဘက်မြင်ကွင်းများကိုပြထားပါတယ်လက်ချောင်းများဖြင့်ဘတ်စကတ်ဘောကွင်းပုတ်ကိုစမ်းသပ်ကင်တွင်နေပုံနဲ့အားကစားခန်းမှာအတွင်းလေ့ကျင့်ခန်းလုပ်နေတဲ့မီယာမူတိုကိုဆက်ပြထားပါတယ်မီယာမူတိုကချွေတီလျက်အားကစားခန်းမှာအတွင်းလေ့ကျင့်ခန်းလုပ်နေရင်တစ်ခုခုကိုမကျေနပ်မခံမရနိုင်ဖြစ်နေပါတယ်တေဆန်းဆိုပြီးရေရွတ်လိုက်ပါတယ်ငါကဘာလို့မဝင်ပြိုင်နိုင်ရမှာလဲဒါဆိုရင်ငါတို့ကြားကကွာခြားချက်ကိုငါပြသပေးမယ်ဆိုပြီးကျောင်းတွင်းတောင်တက်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီမှာပဲ main chapter လေးဟာအဆုံးသတ်ထားပါတယ်နောက်ပိုင်းများကိုလဲကြည့်ချင်ရင် subscribe လုပ်ခဲ့ပေးကြပါဦး